တော့ဆရာတော်ရဲ့ပညာဝေကောင်းပြီးနာနာရေးဆိုင်ရာရှင်းလင်းချက်များကိုကျောင်းသားများဦးနေပြီကရှင်းလင်းတင်ပြခြင်းအစီအစဉ်ကိုကျောင်းသားများအသက်ချုပ်မှဆရာတော်ရဲ့ရေးဆိုင်ရာများကိုရှင်းလင်းတင်ပြခြင်းအစီအစဉ်ကကျောင်းသားများမှဆရာကြီးဆရာမကြီးများကိုကြောခြင်းအစီအစဉ်6ကိုမီကျောင်းသားကြီးများမှကျောင်းသားဦးနေများမှမတရားလက်ဆောင်များကောင်းလာမှုခြင်းအစီအစဉ်နဲ့ပွဲတော်သွားကြသောဆရာကြီးဆရာမကြီးများကျောင်းသားများအတွက်အများအသန်းပေးနေခြင်းအစီအစဉ်ရှိကြောခံဆရာကြီးဆရာမကြီးများအားပူဇော်ဆရာတို့မှဩဝါဒစကားပြောကြားခြင်းအစီအစဉ်ကိုအလူငွေပေးအပ်ခြင်းဖြင့်ဂုဏ်ပြုမှတ်တမ်းပါပေးအပ်ခြင်းအစီအစဉ်တစ်စက်ကျေးဇူးတင်စကားပြောကြားခြင်းအစီအစဉ်7ဆရာကြီးဆရာမကြီးများအားပူဇော်တော်ဝဲအောင်မြင်ခြင်းအထိမ်းအမှတ်ဖြင့်ဗုဒ္ဓဘာသာစီအန်တု3ချိန်လိုဖန်ပြီးအခမ်းအနားကျင်းပခြင်းအစီအစဉ်တွေဖြစ်ပါလိမ့်ရှင်အစီအစဉ်တည်းကကျောင်းစီစဉ်နေတာ46ကြိမ်က OPA စိတ်ပေါ်ကြောင့်ဆရာတော်ပဲပြညာဝေကောင်းတယ်။ဩကထကြီးဦးနေအောင်စိတ်ပေါ်မှာနှုတ်ခွန်းဆက်အမှာစကားပြောကြနေစီစဉ်ထားရရှိ။တို့ပါ၍ဩကထကြီးဦးနေအောင်စိတ်ပေါ်အောင်နှုတ်ဆက်မှာစကားပြောကြပေးပါရဲ့ဒီစားစွာမိကြရပါရရှိ။ဆရာဆရာမကြီးဦးတီလဲရနေကျန်းဆိုင်ပြီးတော့ကြောရတာနားနေကျော်သွားပါကိုဗစ်အတိုင်းမျိုးဆိုရင်စေဘောကျောင်းသားဟောင်းနေနဲ့အနာဂတ်ချက်ကိုတော့ကျောင်းသားဟောင်းတွေပေါင်းပြီးတော့ဆရာဆရာမကြီးဒီကျောင်းထဲမှာပဲတခန်းတနာတော့ခဲ့ကြတယ်အလွန်လည်းကြည့်ခဲ့ရတယ်အလွန်လည်းမမြတ်ခဲ့ရတယ်နောက်ကိုဗစ်-19 ကြောင့်ဆရာဆရာမတွေကိုမျက်စိထဲမှာပဲမြင်ရတော့ပြန်တွေ့ရတယ်အခုတော့ရှေ့မှာပြန်တွေ့ရတယ်အလွန်လည်းမမြတ်အလွန်လည်းကြည့်ပါတယ်ကျွန်တော်တို့ကြောနေတဲ့ကျောင်းသားတွေကိုလိုက်ပါတယ်နေရောဆရာဆရာမကျွန်တော်ဆို80နှစ်ရှိပါတယ်ဆိုတော့ဂျန်နဲ့ကျွန်တော်လည်းငယ်တယ်ဆိုလဲတချို့လည်းနည်းနည်းတော့ကျွန်တော်လည်းကြီးတယ်ဆရာဆရာမကျောင်းသားလေးရှိသေးတယ်နော်ဟိုမှာကိုကြီးဝင်းမြန်ဆိုရင်90နာကန်ကိုကြီးအောင်ဆို90တက်ရှိအောင်ဆို90နဲ့3နှစ်ရှိမူကြီး online ဆိုရင်90တက်ရှိစရှိတယ်အားလုံး90အသိမရှိတော့အရင်တော့ဆိုဟောဒီခါမှပြည့်နေတာထိုင်ကြရတော့မရှိဘူးထိုင်ကြရမရှိလို့အောက်တော့ရွှေ့ရတယ်အခုများရော့သွားလိုက်တာကိုဗစ်မှာလည်းအများကြီးပါသွားတယ်ကျောင်းသားတွေကျတော့ဟိုတလောတော့စေမောကျောင်းသားဟောင်းကကျွန်တော်ပြောတယ်10ယောက်တော့ပို့ချတော့ဟိုမျိုးကြီးတဲ့10ယောက်တော့ပဲချတော့တယ်တဲ့ဘယ်လိုလုပ်ကြမလဲတဲ့အေးငါတို့ဆရာဆရာမတွေအသက်ရှည်အောင်တောင်းမှာအဲ့လိုစုတောင်းဒါပေမဲ့ဆရာကတော့ခံတဲ့ဆရာဆရာမတွေပဲငါတို့ကတော့တဲ့ကျောင်းသားတွေကပြုတ်သွားတယ်ကိုစိုးမယ်နော်လို့
ဆရာလေးကချမ်းပြီးတော့ကျောင်းသားတွေပုံသွားရင်မဲနဲ့တော့အဲ့လိုလဲစဉ်းစားအောင်လို့သူကဆရာမတွေပဲစိုးရိမ်နေတယ်ကိုယ့်ကိုယ်မစိုးရိမ်ဘူးကိုတငယ်လေးတွေကပြုတ်ကုန်တာလေးကိုမနေတော့တချို့ဆိုလဲရှိပါတယ်မလာနိုင်တော့တော်ကိုအခြေအနေကောင်းတော့ကျွန်တော်တို့ကျောင်းအုပ်ကြီးဒီကျောင်းအုပ်ကြီးဦးဝင်းသိန်းဆိုရင်နောက်ပိုင်းကဒီအောင်စုကြီးအဆက်အောင်ဖြစ်သွားပါတယ်ဝန်ထမ်းရေးချွေလာနိုင်ဘူးလူကလည်းရိုးပေါ်ရည်တင်းမဲ့ချတော့တယ်နောက်ပြီးတော့အုပ်လောက်သွားတဲ့အဲဒီကျော်ဆိုတဲ့ဦးမျိုးသူကလည်းပေါင်း250နဲ့လှုပ်လို့မရဘူးကျွန်တော်အဲ့ဒီလာတာတောင်းလေကားတစ်ချစ်တက်လိုက်တာချော်လဲတော့တာဒီနေ့ဒီလာနိုင်တော့ရှိတယ်ပဲရှိတယ်ရှားတော့မလာနိုင်အဲ့လိုကြောင်းသားဒီလည်းအများကြီးပေါ့နော်ကိုဆရာမတွေခုလိုကျမ်းမာမာနဲ့တွေးရတယ်လို့လည်းဒီကဝန်သားတယ်ဆက်ပြီးတော့လည်းတက်ဒီအများကြီးရှိပါစေလို့လည်းကျွန်တော်ဆုတောင်းတယ်ဘာဖြစ်လို့လဲဆိုနှစ်တိုင်းကျွန်တော်တို့ကြောချင်ပါနောက်ပြီးတော့လည်းလက်ရှိကျွန်တော်တို့ဒီအထက်က6ဘူးလောင်းလို့ခေါ်တဲ့ကျောင်းကြီးကိုလည်းကျွန်တော်ကျောင်းသားဟောင်းနေရစောင့်ရှောက်ပါတယ်လိုအပ်တာရှိရင်အမြဲတမ်းကျွန်တော်တို့ရမုံဝင်လေးစုပြီးတော့ပြုပြင်ပေးတယ်အခါပညာရေးကြီးဌာနကလည်းကျွန်တော်တို့စင်မောကျောင်းသားဟောင်းတွေတက်ကြွနဲ့ဒီကျောင်းကိုဇာတင်နေတဲ့ကျောင်းကြီးကိုတိမ်ဆောက်ရှောက်ပေးတဲ့အတွက်ဆိုပြီးတော့ကျွန်တော်တို့အောက်မှာပြတိုက်လို့ခံပြန်ပေးပါတယ်ကျွန်တော်သိသလောက်တော့ကျွန်တော်တို့မြန်မာပြည်မှာကျောင်းပြတိုက်ဆိုဒီတစ်ခုပဲရှိပါတယ်ကျောင်းကိုရောက်ရင်လည်းဝင်ကြည့်ကြပါလွန်ခဲ့တဲ့နှစ်ပတ်လောက်ကကျွန်တော်တို့စီဝေးလုပ်တဲ့အခါမှာလောင်းသားဟောင်းကြီးများဖြစ်တဲ့ဒေါက်တာတန်းညွန့်သူကတော့ဒီဒီရဝင်ကြီးပေါ့မြန်မာကြီးနောက်ပိုင်းမှာဝန်ထမ်းရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌပြီးတော့တခါဥပ္ပန္နပေဝင်းဆိုရင်ဒီဦးချဲလို့ခေါ်တဲ့တွန်းနဲ့ဖြစ်လာတယ်ဘုံကြီးဝင်းမြင့်လည်းလာတယ်ဘုံကြီးမျိုးမင်းဆိုတော့ဝက်ဘက်မှာထိုင်နေပါတယ်သမီးနဲ့အမေရိကမှာနေနေတာပါနှစ်တိုင်းဆရာတော်ဝက်ပြီးပြန်လာပါတယ်အောက်တိုဘာဆိုပြန်ရောက်ပြီဘုံကြီးကဆရာတော်ပဲပြီးမှဒီဇင်ဘာလောက်မှာပြန်အဲ့ဒါသူ့ရဲ့သမီးတွေကိုခွင့်တောင်းတာဟာနင်တို့နဲ့လာနေတာတော့နေအဲ့နှစ်တစ်ခါတော့စိတ်ပေါ်ကြောင်းလားဟောင်းတော့ဝဲနေညတာစားတော့လာမင်းတို့မပို့လို့မရဘူးအဲ့လေမြန်နဲ့မှတော့မှန်ဝယ်ပေးပါနှစ်တိုင်းကြွပါတယ်အဲ့လိုတာရောစင်ပြီးတော့ကြီးပါတယ်အရင်တော့ဆိုရင်ကျွန်တော်စိတ်ပေါ်ကြောင်းလားဟောင်းနေ UK တို့ Australia တို့ Canada တို့ USA တို့ကလာပါတယ်သူတို့ကျွန်တော်တိုင်းပြည်ရဲ့နိုင်ငံရေးမတည်ငြိမ်မှုကြောင့်သူတို့လည်းသိမလာရဲကြဘူးပြန်ထွက်ရခက်နေမှာဆိုလို့တိုင်းပြည်များအေးချမ်းသွားတယ်ပြန်လာကြအောင်ပါသိအောင်ဟောစရာကောင်းတာကကျွန်တော်တို့ကျောင်းသားဟောင်းနေရတယ်ဘယ်နိုင်ငံဘယ်အရာတွေကဘယ်နေရာရောက်ကျောင်းကိုဆိုင်ရောစင်တော့ရှိတာပဲပြန်လာခြင်းနဲ့ဆရာမကြီးကိုတွေ့ခြင်းနဲ့အခုလည်းနိုင်ငံခြားနဲ့လှမ်းပို့တဲ့လူတွေအများကြီးရှိပါတယ်ကြောင်းကိုထည့်ကြပါတယ်ဆိုတော့ဒီလိုကျွန်တော်တို့ဆရာတော်ဘွဲလုပ်ခဲ့တာစောစောကကြီးညာသွားပါတယ်40နဲ့6ရှိတယ်ဆိုတော့ကျွန်တော်လည်းဆူတောင်းပါတယ်ကျင်း90ပြီးတယ်ပြီးတော့ကျွန်တော်လည်းအသက်ရှင်ပြပါလိမ့်မယ်ဆရာမတွေအားလုံးလည်းအသက်ရှင်နေလို့မကကြားမှာတန်ဆောပါစေလို့ဆူတောင်းတယ်ကျောင်းသားဟောင်းဒီလိုအသက်တွေထဲမှာကျွန်တော်ဝဲတွေအများကြီးလုပ်ပါတယ်ကျောင်းတွေလည်းလုပ်တယ်လက်ကလူတွေလည်းလုပ်တယ်40ကျော်မပြောနဲ့အခုမှ20ကျော်အကျိန်20ကျော်ရှိတဲ့ပြက်လူကျောင်းသားနေကျွန်တော်တို့က46ကျော်50ပြီးတော့နော်ဆိုတော့ဘယ်လောက်ကောင်းတဲ့အစဉ်အလာလဲအဲ့တော့ကျွန်တော်တို့အကူကြီးတွေလုပ်ပြခဲ့တဲ့အစဉ်အလာကိုအငယ်လေးကဆက်ချိန်သွားတယ်အဲ့ဒါလည်းကျွန်တော်သိဝင်သားတယ်အခက်ကပြောင်းသွားပြီအရင် AI ခေတ်ရောက်နေပြီဆိုရင်တချို့စိတ်ထဲမှာဒီဆရာကြီးတော့ဆရာမလို့တော့ပါငါတို့လည်းသူတစ်ပည့်ဖုန်းတော်တင်ပြီးပြီဆိုတဲ့စိတ်ဓာတ်မျိုးမရှိဘူးတခါတင်လို့တဲ့ဆရာကြီးထာဝရပေးတဲ့ဒီဆရာပဲလို့ကျွန်တော်တို့မြန်မာဗုဒ္ဓဘာသာလူငယ်တွေကဒီလိုပဲစိတ်ထဲမှာမွေးထားတယ်အမှန်တန်ချစ်စရာကောင်းတာပါဆရာမတွေဘတော်မှမမေ့ပေးတဲ့ဒီကိုမမေ့တာကြားတယ်နားတယ်ဆိုလို့ပြေးသွားကြတယ်ပြုစုတယ်လှူတယ်ကြတယ်အင်တန်ကောင်းတဲ့ကလေးဒုစားလေးအဲ့ဒါလေးကိုကျွန်တော်ပျောက်စေတယ်ဒါကြောင့်မလို့နှစ်တိုင်းမဖြစ်ဖြစ်အောင်ဒီလိုတော့မလုပ်ပါဘူးဆရာတော်ဘွဲကို
တော့အငယ်ကြီးကလည်းတက်ကြွနဲ့ပါလာတာကိုမြင်ရတဲ့အခါကျွန်တော်စိတ်ချမ်းသာပါတယ်ဒီအစင်လာတော့ဒီတိုင်းဆိုကျွန်တော်တို့နိုင်ငံမှာဘယ်လိုမှမပြောင်းဘူးချစ်ကြီးဘလောက်ပြောင်း AI ချက်မသားလို့ဘာချက်ပဲဖြစ်ဖြစ်ဆရာတွေကိုကြောတဲ့ဆရာမတွေကြောတဲ့အစင်လာတော့ဘယ်တော့မှပြောင်းမှာမဟုတ်ဘူးဆိုတော့ကျွန်တော်လုံးဝကြုံချထားပါပြီအရန်လည်းဝင်တာပါလေအခုလိုပြောဝင်ရတဲ့အတွက်လည်းဝင်တာလည်းအခုလိုကျွန်တော်တို့ကတော့လုံးနိုင်ကိုင်းနိုင်တဲ့အဆင့်တော့မရောက်တော့ဘူးပေါ့အကြံဉာဏ်ပေးနိုင်တဲ့အဆင့်ရောက်သွားပါပြီအဲ့တော့တတ်နိုင်တော့ကျွန်တော်တို့လည်းအတွေ့အကြုံလေးတွေကနေပြီးတော့အကြံဉာဏ်တွေကိုလက်ဆင့်ကမ်းပေးပါတယ်ဒီလူငယ်လေးတွေကလည်းတက်ကြွနဲ့လုပ်ကြပါတယ်ညဘက်ကျွန်တော်ညစာစားပွဲရောက်နေတယ်အလုံးကိုပြောစရာကောင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့နှစ်ပေါင်းများစွာပွဲနေတဲ့အကြောင်းသားတွေအကုန်ပြန်ဆုံရတဲ့အခါမှာကျွန်တော်ကြည့်အကုန်ကလေးတွေလို့ပြောဟိုလာတဲ့လူကြီးကလည်းဝင်ကြီးတွေညာဘိုးချုပ်ကြီးတွေပြီးတော့ကလေးတွေလိုပဲဒါကြတဲ့မြင်းခုံပြီးတော့ခင်းနေပါလူစားလို့ရှိတယ်ငင်းရဆိုတော့အဲ့ဒီဝင်ကြီးဆိုတဲ့စိတ်ကသူ့ရုံးမှာတော့ဘယ်လိုမောင်းမှာခက်ထားခဲ့လဲတော့မသိဘူးပေါ့ဘိုးချုပ်ကြီးတွေဆိုတော့လည်းကြောက်စရာကြီးဘယ်လောက်များခိဟောက်ပြီးတော့လည်းချိန်ချောက်ခဲ့တယ်လည်းမသိဘူးဟောစိန်ကောင်းကြောင်းသားအောင်အနေနဲ့ပြန်တွေ့တဲ့အခါကျတော့တပြေးကလေးလိုပြန်ဖြစ်ပြီးတော့မင်းနဲ့ငါနဲ့ပြီးတော့သူတို့ကိုဆဲကြလဲဆဲနေတာအဲ့ဒီခါကျစိတ်လည်းမဆိုးတော့ဘူးဘိုးချုပ်ဝင်နေဆဲလာရင်တော့လည်းစိတ်ကပို့လိုက်မှာမသိဘူးချက်တဲ့ရုံးများချလိုက်အခုကြတော့လေတကယ်ကိုကြောင်းသားပြန်ဖြစ်သွားတယ်ပဲအဲ့မှာရေခဲဖို့မစားလို့လေဆိုပေါ်လေးတက်တယ်မှာရှိသေးတယ်ဟိုတွေကိုဘယ်လိုလဲရေခဲဖို့ဒီကိုမကုန်းပါဘူးမျိုးကြီးရှိပါသေးတယ်အဲ့ဒါမျိုးလေးတွေပေါ့နော်သူတို့ရေခဲဖို့ဝယ်စားနိုင်တယ်ပေါ့ဗျာဒါပေမဲ့လို့ဒီငယ်လေးနဲ့ထိုင်စားရတဲ့ကျွန်တော်တို့ကျိုးတဲ့ရေခဲဖို့ကိုကမိန်ကြီးရတာရှိတယ်အဲ့လိုညားပဲတွေ့ရတဲ့အခါကျတော့အဲ့ဝမ်းသာကျွန်တော်လည်းကျန်တဲ့ဟိုကျောင်းတွေကတော့ဝေဖန်တာတော့မဟုတ်ဘူးပေါ့နော်သူတို့ကတော့ဟိုအကာကတာနည်းနည်းများတယ်ဟိုဘယ်နိုင်ငံမှာစုံရတယ်ဒီနိုင်ငံမှာစုံရတယ်ဂုဏ်ယူတယ်ယူရီးယားမှာတစ်လက်ဒါကအင်ဒိုနီးရှားမှာတစ်လက်အမေရိကန်ပြည်ထောင်စုမှာတစ်လက်ကတော့ဝဲမှုသူကသူ့စုပွဲတွေလုပ်တယ်ကျွန်တော်တို့စင်ကောကျောင်းသားဟောနေရတော့ဟောဒီဒီမိနစ်တန်ဖြစ်တဲ့ဒီမြေပေါ်မှာလဲကျွန်တော်တို့တွေ့ဆုံနေကြတော့တယ်ဒါကအင်မတန်ကောင်းတဲ့အဆင့်ပါလားဒါကဝါပြီးတော့လဲဆရာတော်ကမလုပ်ပါဘူး USA ကတော့လည်းလမမီပါဘူးကိုမြေပေါ်မှာပဲကိုလုပ်ကြပါတယ်အဲတခါလေးကြတော့လည်းပြင်းပြီးထွက်ကြတယ်ကျွန်တော်ပြီးခဲ့တဲ့လဆိုတော့ယူရီးယားနိုင်ငံကတက်ချီသွားကြတယ်အဲရုပ်ကောက်နဲ့သွားတယ်လို့လည်းရှိတယ်နော်လေဖြတ်ထားတဲ့လူတွေရောက်အောင်သွားတယ်နော်ဘယ်လောက်စိတ်ဓာတ်ပြင်းလဲဆိုတော့အေမီလာကြရင်ဒီခါလေးချိန်ကြပါမယ်အေမီလာကြတော့ထိုင်ဝမ်ကိုပြီးသွားပါမယ်စိတ်ပေါ်ကျောင်းသားဟောင်းတွေကစီစဉ်တာပါအမေရိကန်ကနေဒါနဲ့ထိုင်ဝမ်မှာနေတဲ့ဟောင်ကောင်လည်းပါပါတယ်မကာအိုလည်းပါတယ်အဲ့ဒီကစိတ်ပေါ်ကျောင်းသားဟောင်းတွေအကုန်လုံးကထိုင်ဝမ်မှာစုကြပါတယ်အဲ့တော့ကျွန်တော်ကိုဖိတ်ခေါ်တယ်ကျွန်တော်ကပြောတယ်စိတ်ပါဝင်စားတဲ့လိုက်နိုင်တဲ့လူတွေကျွန်တော်စုလိုက်တယ်ဟိုခေါ်ခဲ့မယ်နော်လို့ခေါ်ခဲ့ဆရာလေကျွန်တော်တို့အစားအသောက်တာဝန်ရှိတယ်။ပုံမှန်ကမြန်မာရက်ွက်ကြီးအကြီးပဲလမ်းတစ်လမ်းရှိတယ်ရှောက်လိုက်ရတယ်မြန်မာပြည်က16လပြန်ရောက်သွားတယ်ဆိုင်းမှုတွေအကုန်လုံးကမြန်မာလိုရေးထားတာ။ဒါဆိုင်ပြီးဆိုင်ရတယ်ထွက်လာပြီးကျွန်တော်ဖက်နားနဲ့ကြီးတဲ့ဆွဲတယ်လို့တပည့်လေးကြီးပဲဟိုတရုတ်ကာပြားလေးပေါ့နော်ကျွန်တော်ကျူရှင်ကျောင်းခွင့်တော့က28လမ်းဆိုတရုတ်တန်းနဲ့အရန်ပြီးတော့အဲ့တရုတ်တန်းကလမ်းလုံးကကျွန်တော်စီသက်တာဟုတ်ယောက်ျားလေးရောမိန်းကလေးရောဟိုကိုရောက်နေကြတာပါအာဟောဆရာတော်ကောင်းတာဆရာကိုတွေ့တယ်ဆိုတော့အကုန်လုံးဝမ်းသာအားနဲ့ထွက်ပြီးတော့တချို့ကလည်းစိတ်ဆိုးတယ်ကြိုမပြောလို့အဲ့ဒီနေရာဆိုင်ပိတ်တဲ့နေဖြစ်နေလို့မတွေးလိုက်ရတယ်ပြန်လာရမယ်ဆိုတော့ကဲလာပါမယ်ဒီခါလာရင်လည်းအကုန်လုံးကြိုတင်အကြောင်းကြားပါမယ်အဲ့တော့အခုဒီကနေကျွန်တော်ကြီးညာပါတယ် February 17 second အကုန်စုကြမယ်ဆိုတော့အဲ့တော့အဲ့ဒီမတိုင်မီလေးရအောင်သွားပြီးတယ်ဘာလာအမတန်တာယာတဲ့တိုင်းပြည်ဖြစ်ပါတယ်သွားလာရေးလည်းအများအဆင်ပြေပါတယ်ထိုင်ဝမ်နိုင်ငံဟိုဘက်တိတ်ကနေဒီဘက်တိတ်ကြီးသွားတာကိုရထားစီးလိုက်4နာရီဝဲလာပဲကြာပါတယ်ဟိုဘက်တိတ်ကဒီဘက်တိတ်ဆိုအဝေးကြီးပါပြီတော့ဒီမြန်နဲ့သွားတော့မှ1နာရီဝဲလောက်ကြာတာကိုသူက4နာရီဝဲတာစီးရတယ်
ဆိုတော့ကဲစကားပြောတာလည်းကြာသွားပြီတွေ့ရတာမတွေ့ရတာကြာတော့လေဟိုဝင်းသာတော့အာကြီးလုံးတော့ပြောပြတာမှာခါတော့ဒီလောက်ပြောပါဘူးကဲကျွန်တော်တို့ဆရာမကြီးထိုင်နေရတာလည်းကြာပြီကြတော့ကြာအားလုံးပဲမင်္ဂလာပါခင်ဗျာ အခုလိုနောက်ဖို့ဆက်စပ်မှာတော့ကြားပြပါမယ်ဥပ္ပခကြီးဦးနေအောင်စတော်အောင်အထူးပင်ကျေးဇူးတင်ရှိပါရရှင်အစီအစဉ်3ည46ကြိမ်မြောက် OBA စိန်ပေါ်ကြောင့်ဆရာတော်ဝဲဖြစ်မြောက်ရေးကော်မတီဘန္နာရေးဆိုင်ရာရှင်းလင်းချက်များကို7778 batch ဩရတာအဖွဲ့မှကျောင်းသားများဦးဝင်းပြည်မှာရှင်းလင်းပြပြခြင်းအစီအစဉ်ဖြစ်ပါရရှင်ယခုလိုရှင်းလင်းပြပြပေးပါရန်ကျောင်းသားဦးဝင်းပြည်ကလေးစားစွာဖိတ်ကြားအပ်ပါရရှင်ကျောင်းလာတဲ့ဆရာဆရာမကြီးများ OBA ကျောင်းသားဟောင်းများအထက်ကကျောက်ကိုတော်ကျောင်းသားဟောင်းများမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဩရတမကိုဝင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီအခမ်းအနားဖြစ်မြောက်ရေးအတွက်ကျွန်တော်တို့ဗန္နာရေးထိန်းသိမ်းဖွဲ့အတွက်ပေါ့နော်ကျွန်တော်တာဝန်ယူကောက်ခံခဲ့တဲ့အကြောင်းအရာလေးပေါ်ပြပါမယ်ခင်ဗျာဟောကျွန်တော်တို့3ခုခွဲထားပါတယ်လောလောခုကတော့တဦးချင်းထည့်တာပေါ့နော်ဆရာဦးနေတို့ဝေဆယ်သိန်းပေါ့တန်းထည့်တဲ့လူတွေနောက်ပြီးတော့ကျွန်တော်တို့ဟို batch အတီးတီးကနေထည့်တဲ့အဖွဲ့တွေနောက် OPA ကနေ site ထုတ်တဲ့အားတွေပါကျွန်တော်တင်ပြပါမယ်ခင်ဗျာစုစုပေါင်းတဦးချင်းထည့်တဲ့ငွေစုစုပေါင်းကတော့58သိန်း15000ကျပ်ဖြစ်ပါတယ်batch အတီးတီးဖြစ်တဲ့85 86ကနေ73သိန်း6000နောက်89 88က24သိန်းနောက်88 80ကသိန်း20 80 81က28သိန်းနဲ့28သိန်း1993က12သိန်း2004က18သိန်း2000စုစုပေါင်း114သိန်း8000ဖြစ်ပါတယ်အဲ့တော့တူးချင်းဟိုအစုအဖွဲ့တွေကတော့စာရေးတစ်ခုချင်းပေါ့နော်စာရေး6ရေးရှိပါတယ်ခင်ဗျာနောက်တူးချင်းလူတွေအားလုံးကိုတော့ကျွန်တော် main committee ထဲကိုထည့်ပြီးတော့လိုအပ်တဲ့ငွေကို OPA ကနေ36သိန်း5000စိုက်ထုတ်ပေးထားပါတယ်အဲ့တော့ OPA main committee ရဲ့စာရေးထဲမှာတော့2သိန်း13000ပေါ့နော်အားလုံးပေါင်းစုစုပေါင်းဆရာဆရာမတူကို9သိန်းကျွန်တော်တို့ကတော့မှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာအခုလိုရှင်းလင်းပြပြပြီးပါတော့ကျောင်းသားအောင်ဦးဝင်းပြည်ဟာအကျေးကျေးဇူးတင်ရှိပါရှင်။စီစဉ်ရေးအရာ46ကြိမ်မြောက် OBA စိန်ပေါ်ကြောင့်ဆရာတော်ဝဲဖြစ်မြောက်ရေးကော်မတီမှကျောင်းသားအောင်ဦးသက်ချိုဦးမှဆရာတော်ဝဲကိစ္စရပ်များကိုရှင်းလင်းပြပြပြီးအစီအစဉ်ဖြစ်ပါရှင်။ရှင်းလင်းပြပြပြီးပါရင်ဦးသက်ချိုဦးအားလေးစားစွာဖိတ်ကြားအပ်ပါရှင်။အားလုံးဆက်သမိုင်းများတဲ့ဘောကြောက်လာကြတဲ့တော်တော်ကြီးများငယ်များတောင်းတဟောင်းများကိုအထူးပဲကျေးဇူးတင်ရှိပါကြောင်းဥစွာပြောကြားလိုပါတယ်ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့ best 8081 best ပါကျွန်တော်တို့တခုကိုကျွန်တော်တို့ဆရာဆရာမတခုကို9000လုံးနဲ့ယူရနိုင်အောင်ကျွန်တော်တို့ဆောင်ရွက်ခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကတခုပြောချင်တာကကျွန်တော်တို့ဒီ46ကြိမ်မြောက်ဆရာတော်ဝယ်ဖို့ကျွန်တော်တို့46ကျွန်တော်တို့3နှစ်စတိုင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။လွန်ခဲ့တဲ့15နှစ်16နှစ်လောက်ကလည်းကျွန်တော်တို့တော်တော်ကြီးများတဲ့အတူကျွန်တော်တို့အောက်မှာဝေယဝစ္စကော်ပီတိုင်းဟိုကျွေးနဲ့ကျွန်တော်တို့ကိုကြီးများကျွန်တော်တို့ဆရာဦးလေးတို့ဆိုရတာကျွန်တော်တို့ဆရာပါပဲ။ကျွန်တော်တို့အနည်းတန်းပေါ့ကျွန်တော်တို့တကယ်ကြီးစီပေါင်းဆောင်ရွက်ခဲ့ပါတယ်။ဒါတော့အတကားကြောင့်ကျွန်တော်တော်တော်ဟောင်းများအားလုံးပါပဲ။ကိုယ်တိုင်ကိုယ်ကြလည်းလုပ်ကြလို့စိတ်အားကိုယ်အားဉာဏ်အားဖြင့်လည်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ကျွန်တော်တို့ရက်စရာဘုတော်ဝယ်ရမတ်စတာနေနေပါရှိပါတယ်ကျွန်တော်တို့က28ကြိမ်လောက်ဆောင်ရွက်ရမှာဖြစ်ပါတယ်29ကြိမ်ကြီးပြီးတော့ပါပြီဒါပေမဲ့ကျွန်တော်တို့ဒီကာလအရအကြောင်းမှာမလုပ်ဖြစ်တာဆရာပြောလို့လည်း၄နှစ်လောက်5နှစ်လောက်ရှိသွားပါပြီဒါကြောင့်ဒီနှစ်မှာဆရာဆရာမများနေတဲ့ဒီဆရာတော်ဝယ်ကိုစပြီးကျွန်တော်တို့ဆောင်ရွက်ကြည့်ပြီးတော့လိုအပ်တဲ့အားများကိုဖြည့်ဆည်းပြီးတော့ဆောင်ရွက်ကြမှာဖြစ်ပါတယ်ကျွန်တော်တို့ကလည်းဒီ OPA ကိုအများအားသွင်းရှိတော့လဲစိန်ပေါ်ဆိုတော့မပြောက်ပြအောင်ကျွန်တော်ထိန်းသိမ်းနေတာဖြစ်ပါတယ်ကျွန်တော်တို့အားအကြောင်းကိုတော့လူတိုင်းသိသိပါဘူး
ကျွန်တော်အတကားကြောင့်ဘုဒ္ဓထောင်ရခင်စိတ်ပေါ်ကြောင်းကိုကျွန်တော်ပြောမှလာတယ်ကြည်ကြတာဖြစ်ပါတယ်ဒါကြောင့်တော်တော်ကြီးများဆရာတို့တွေအစင်ဆက်ဆောင်ရွက်ခဲ့တဲ့စိတ်ပေါ်ကြောင်းဆိုတဲ့နာမည်ကိုကျွန်တော်တို့လက်ရှိခံပြီးတည်ဆောင်သွားကြမှာဖြစ်ပါတယ်ဒါကြောင့်46ကျင်း49ကျင်းရတယ်နှစ်တရာကြီးတက်အောင်နောင်သားတွေဆက်လက်ဆောင်ရွက်ဖို့မြစ်တာရတာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဆရာတို့နဲ့ကျွန်တော်တို့ဒီ45ကျင်း46ကျင်း44ကျင်းမှာကျွန်တော်တို့ဆရာသမားတွေကိုအိမ်နိုင်ရရောက်တယ်သွားကြတော့တာဖြစ်ပါတယ်။ဆရာသမားကြီးတွေအရင်တော့ဆရာတို့ကြောခဲ့တဲ့ဆရာသမားကျွန်တော်တို့9ဦးကျန်တာပါဆရာတော်ဥဒ္ဒလာပြီးခဲ့တဲ့ဒီစည်ရင်းဝင်နေတဲ့အချိန်မှာပဲဆုံးမသွားတဲ့အတွက်တူကြော်တော့ဖြစ်ပါတယ်။အဲ့ဆရာရဲ့ဆရာတော်ဘုရားကြီးလည်းသူကတန်ခမ်းဝတ်ထားတဲ့အတွက်သူ့ရဲ့ရရှိတဲ့အလုပ်တွေကိုကျွန်တော်တို့ဘုရားမှာတပတ်စာထူထမ်းသွားမှာဆိုတာလေဒါကြိုးတင်ကျွန်တော်တို့ထူထမ်းတဲ့လူတွေပြီးဖြစ်အောင်ပြောတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကဒီချိန်လေးကိုဆရာတို့တွေ45 46ပြီးတော့ရင်ကျင့်ပေါ်ကြောင်းဆရာတော်ပဲဆရာတွေရှိတော်ဘူးဖြစ်သွားနိုင်တယ်။တို့တွေချိန်မှဖြစ်မယ်ဆိုပြီးတော့ကျွန်တော်တို့အတကားကြောင့်ဘုရားညီကိုများစုပေါင်းပြီးတော့ဒါဝိုင်းဝန်းထိမ့်သိမ့်ပြီးတော့ဆက်လက်လည်းကျွန်တော်တို့ဆောင်ရွက်တော့မှာကြည့်ပေးပါတယ်။ဘာလို့လဲဆိုတော့စိတ်ပေါ်ကြောင်းမှာတကယ်နိုင်ငံတကာမှာကျွန်တော်တို့လည်းသွားတဲ့အခါမှာစိတ်ပေါ်ကြောင်းဆိုပြောလိုက်ရင်အားလုံးကဝိုင်းဝန်းကူညီဆောင်ရွက်ကြတဲ့တကယ်ကြီးတွေပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်စိတ်ပေါ်ကြောင်းသားတွေအတကားကြောင့်ဘုရားကြောင်းသားဟောင်းတွေကအားလုံးဒီဝေးကြီးပမာဏဆက်စမားကြီးတွေကိုထူတာတန်းတာနဲ့အခုလိုတွေးဆုံဖို့အတွက်လည်းကျွန်တော်တို့ကအငြင်းတန်းရည်ရွယ်ပါတယ်။အဲဆိုဒီနေ့ဆိုရင်လည်းကျွန်တော်တို့ OB ကတော်တော်ကြီးတွေ80တဲ့တော်တော်ကြီးများကိုလည်းကျွန်တော်တို့ကဒါတော့ပြုဖို့ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့တော်တော်ကြီးများခံမသိလို့လူလာတဲ့နေတဲ့အတွက်လည်းကျွန်တော်တို့ကတန်းကြမှာပဲကျွန်တော်တက်ပြီးတော့ဒါတော့ပြုဖို့ဆောင်ရွက်မှာဖြစ်ပါတယ်။အဲတော့ကျွန်တော်တို့တယောက်လာကြတဲ့ဒီကိုចောင်းသားများအားလုံးဟာကျွန်တော်တို့ဒစိတဲ့တဝန်းလေးနဲ့အထာချောကိုထောင်းတော့စိတ်ပေါ်ចောင်းသားဟောင်းများပြီးရှင်းနေဒီမှာလည်း49 48ရာဆရာပြောလို့ပေါင်း100အထိလက်ဆရာပူဇော်ပွဲအဆရာပူဇော်ပွဲကိုဘုလိုပဲတိုက်ဝမ်းနဲ့ပါဝင်ကူညီဆောင်ရွက်သွားကြပါစို့လို့ပြောကြရင်ဒီကိုချုပ်ပါတယ်ခင်ဗျာ အခုလိုရှင်းပြပြပေးတာတော့ကျောင်းသားဦးသက်ချိုကအထူးပင်ကျေးဇူးပြုရှိပါတယ်ရှင်။အစီအစဉ်900တက်ရောက်လာကြတော့ကျောင်းသားဟောင်းများမှဆရာကြီးဆရာမကြီးများကိုကြောင်းအစီအစဉ်ဖြစ်ပါတယ်ရှင်။ကြောကျိုးအားကျောင်းသားအောင်တို့မှတိုင်ပေးရမှာဖြစ်ပါတယ်ရှင်။ အားလုံးတိုင်းတော်ကြပါ ယေရှုတော်ရှင်ဒုက္ခရှင် တော်ပြတရားနဲ့ ဒုက္ခရှင်တော်မြတ်တရားနဲ့ တခိုင်းဖြစ်တော်အနန္တဘိုင်းဝင်ဆရာကြီးဆရာမကြီးများအားဒီကျောင်းသားကျွန်တော်တို့ဒီတစ်ချိန်ကဆရာများပေါ်ကာယကံဝစီကံမနောအတုံးပါတော့မှာတဘာဝသောကံဖြင့်ပြမခဲ့သည်ရှိတော်ကိုပြုလို့မှာပြောက်ပါစေခြင်းကျုံးတာတရားယရနာတရားယရနာသံဃာယရနာယရနာ၃ပါးကိုဥထိတ်ထား၍စရဘုံကြီးစုံကြီးယုံကြည်မြတ်တို့လက်ဆက်ကြပြမှန်ဖို့၍စကောတော်ပါသည်ဆရာကြီးဆရာမကြီးများကုတုံးကြိတ်ချပြောကြပါမယ်စီစဉ်600တက်ရောက်လာကြသောအသက်80အထက် OPA ကျောင်းသားဟောင်းကြီးများမှကျောင်းသားငယ်များမှအမတ်တရားလက်ဆောင်များဂါဝရပြုပြီးစီစဉ်ဖြစ်ပါတယ်ရှင်။ တဲ့တော်လေးနောက်တော်ကြီးပဲရှားရဲမှာ
ကိုမင်းငွေလည်းမလာနိုင်ဘူး ခဏလေးကြာအခုခဏထိုင်နေကိုထိုင်ပြီးပြေးပြီပါခဏလေးအခုကင်ပြီးတောင်းကိုကင်ပြီးရအောင်ကင်ထားလိုက်ဟလာလေးကင်ထားဟုတ်ပြီကျွန်တော်40လာကျွန်တော်ဆက်လာကိုကျတဲ့လူရကျွန်တော်ကင်ထားပြီပါဟုတ်ကဲ့အဲ့ဒီကင်ထားပြီရလေးပေါ့တက်ကုန်ဟောင်းတာတော့ဘယ်လိုလဲ။ဒီကနေ့ပါဘူး။ဟုတ်ကဲ့။ဘာမှကိုကြီးတွေဒီမှာလေးပါ။နေရာပြန်ယူပေးကြပါရဲ့လေးစားစွာကြားပါရဲ့ရှင်ဆရာကြီးဆရာမကြီးများနှင့်ကျောင်းသားဟောင်းများမှခွဲတော်သွားကြသောဆရာကြီးဆရာမကြီးများနှင့်ခွဲတော်သွားကြသောကျောင်းသားဟောင်းများအတွက်အမြအတမ်းပေးဝေမည့်အစီအစဉ်ဖြစ်ပါရဲ့ရှင်။အမြအတမ်းပေးဝေပါရဲ့ကျောင်းသားဟောင်းတို့မှတိုင်လေးစားစွာပန်ကြားအပ်ပါရဲ့ရှင်။ ဟုတ်ကဲ့ပါကျွန်တော်တို့အများနဲ့ဆောင်ရွက်နေကြအစီအစဉ်လေးပါဆရာသမားကြီးများနဲ့တကွာဘုံသွားတဲ့ဆရာသမားကြီးများနဲ့တကွာကျောင်းသားဟောင်းများဟာကျွန်တော်တို့ဆရာတော်ဝင်နေတိုင်းနေတဲ့ကိုရောက်လာဘုံဘွားတွေအများနဲ့တန်းတန်းနေကြမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ယနေ့ပြုတဲ့ကုသိုလ်ချူချူတို့ဆရာသမားကြီးများနဲ့တကွာကျောင်းသားဟောင်းများကိုကျွန်တော်အမြတ်တမ်းပေးဝေမှာဖြစ်ပါတယ်ခင်ဗျာအားလုံးကျွန်တော်တို့ဒီညညလေးလိုက်ဆိုပြီးကြပါပြေလုံးအားကြတော့ဆရာကြီးဆရာမကြီးများနဲ့တကွာပြေလုံးသွားကြတော့ကျောင်းဟောင်းများအားယနေ့တော့ဘာလို့ဒီအမှုတော်အချာရှိတော်ဘုရားရှိရှိတော်ကိုဆရာကြီးဆရာမကြီးဟောရေရေတူတူသူရမ်းတော့ဒါနကုသိုလ်ဝေယဝဆကုသိုလ်စပေကြတော့အပ္ပတ္တိ
ဝေယဝိသကုသိုလ်ရှိတဲ့ကိုအပြည့်အစုံတိုးရပါဖြစ်ပါလေဆရာကြီးဆရာမကြီးတွေကတော့ဒီလိုမျိုးတော့ကျောင်းသားဟောင်းများကုသိုလ်များအပြည့်ယူတော်ဒီလိုအားလုံးအစီအစဉ်ရှိရာဘရော့ကန်ဆရာကြီးဆရာမကြီးများပူဇာဆရာမကြီးတော်များများမှဩဝါဒစကားပြောကြားပေးမည့်အစီအစဉ်ဖြစ်ပါတယ်ရှင်။ဆရာမကြီးတော်များများအားဩဝါဒစကားပြောကြားပေးပါရန်လေးစားစွာဖိတ်ကြားအပ်ပါတယ်ရှင်။ ပြောလိုက်ရ အားလုံးမင်္ဂလာပါဒီမဟာပြိုင်တော်ကြီးဝဲလာတဲ့ကြားနေများပြီကြားပြီးရောကြားနေရောနောက်တော့တော်ကြီးတဲ့မှာတော်များများကြားနေပါပါလေလားဝဲလာတဲ့ဖြစ်နေတာတော့ပထမဆုံးဖြစ်တယ်ဆရာမအနေနဲ့မြတ်တာစေတနာဝေဒနာနဲ့ပေါင်းလိုက်ရင်တော့ဘိုးရဟုတ်တရားဝိစာဟုတ်ဒီကောင်ဟုတ်သူကိအားတာလေခါဆိုတော့အရင်စုပေးလိုက်တာအားလုံးပြီးတော့မျက်နှာတွေရေးလိုက်တဲ့အခါတတိယအချင်းကလေးတွေနည်းနည်းလေးရင်းလာဘာလို့ရင်းလာလဲဆိုဆရာမကြီးကျောင်းတွေကတော့အရွယ်တော်ကအစိတ်ကလေးအောင်ဖိုက်ပြီးတော့အရွယ်တော်အစိတ်ပိုက်ပြီးတဲ့အဲ့ဒီအချိန်မှာဘိုးကြီးလည်းတဲ့ငါတော့မြင်ရတယ်ဆိုတော့တန်းရည်လို့တော့ကီလို့6တန်းပါနော်အဲ့ဒီအုပ်စုရဲ့ရှောက်ထားလိုက်တယ်။ဘယ်လိုလဲထားလိုက်တယ်။အဲ့ဒီအားလိုက်တဲ့အချိန်ကဒီမှာအတိုင်းတော်ကြီးရဲ့ဆရာကရောက်လာတဲ့အချိန်မှာအောင်းရောက်တော့အားလုံးမှတ်ပြီးတယ်လူ3ယောက်ကစီးကြိုတယ်။အဲ့တော့ဒီတောထဲမှာဒီ3ယောက်ကဘယ်သူလဲလို့ပြောရင်မင်းတို့မှတ်မိတာပြောရင်ခုကြော်ကြော်လေးခြေထောက်ကလည်းတိတ်မသားနော်ခုတင်အောင်လေးလက်ပြရတယ်တစ်ခါကြည့်တစ်ခါမြင်နောက်ဦးဝင်းကြည့်ပြောရရင်ဘာမှတော့ဒီဆုံးဖြတ်ချက်ပြောအဲ့ဒီ3ယောက်ကြားမှာကိုယ်ပိုင်ကပြောတယ်ဒါတတိယရတာလေးဒီကမှာညများတယ်ဒီလိုနေတဲ့ဦးကြီးကမကြိုက်ဘူးလို့ပြောတယ်ဟာအဲ့ကြတော့ကြိုက်ရတွေးလိုက်အော်ဝင်းကြည့်လို့သူကလာမကြိုက်ဘူးဒါပေမဲ့ချက်ချင်းတော့ဝင်းကြည့်လာဟုတ်မတရားလေးဒါတို့တတိယကိုပြောတာဟုတ်ရှင်ကကြိုက်ဘူးလို့ပြောအောင်ဘိုးကြီးပါလေးကိုပြန်ပြောပေးကြိုက်တယ်ဆိုတဲ့စကားကိုပြောပေးသူကကြောက်လာတယ်လို့ဒါကသူ့ပုံစံကိုသိခဲ့တယ်ဒါကဘာသိခဲ့နေဘာသူကသိလို့တယ်အခုကြောက်ရတာတော့လုံငန်းလေးဘိုးကြီးပါလေးကိုပြောပေးညမြကိုကြိုက်တယ်လို့ပြောတော့ရှင်မဝေကျမဝေလိုက်တယ်ဝါးပြန်ပြောတော့ဘိုးကြီးပိုင်ကအများအားသူ့အားသိလေးတွေတော်တော်လုံးမပတ်ဘူးထိုးလိုက်သူ့ကိုကျွေးတယ်အားသိကလုံးနဲ့ဘာပြောရလို့လဲဆိုညမြကျွန်တော်ကကြိုက်တယ်တဲ့တကယ်ပြောတာချောင်းမင်းကအေးဟုတ်ပြီတတ်ပြီအဲ့ဘွားကတော့အောင်သွားပြီအောင်တိုင်းပေါ့အဲ့ဒီလို3ယောက်ကဘယ်လိုလဲအဲ့
က်နေတဲ့တပည့်တွေနဲ့ဆရာ၃ယောက်ဖြစ်နေတဲ့အတွက်အမတ်တရရအောင်ကြည်ကြီးပြရတယ်ပြောတာပါနောက်တစ်ခါမင်းတို့သိတဲ့အတိုင်းသိကောကြောင်းသားဆိုတော့ဒီချက်အရက်နဲ့တို့အရက်တွေအတူတူပဲတက်သိမုံမှာရေးလိုက်ရင်ဒီချက်တွေကတော့သိမုံကအလဲရပဲစားအပေါ်ပါမရှိအဲ့တော့ဆွတ်သေးတွေလာရင်အာတိတဲ့တိတဲ့အဲ့ဒါမြင်ရမယ်ဒါဘော်ရီပိုင်းကလိုက်စက်မယ်ဆိုရင်လည်းရတယ်လည်းကိုယ်တန်ကြားတယ်အဲ့တော့ဘော်ရီပိုင်းကလာလိုက်လို့ရှိရင်ချက်လာတာလက်ကိုဒီလိုလုပ်တယ်သူ့ရဲ့ဂျိုင်းအောင်ကချက်ရတာပြန်သူအများနဲ့ဒီချက်နာရတာလေအဲ့လိုလုပ်လိုက်အဲ့ဒါလေးတွေကအမှတ်တရလေးခုလာတဲ့ဒီနေ့ကိုပြင်လိုက်တော့အဲ့ဒီကိစ္စကိုများဒါလေးကိုပြောပြသူတို့ရဲ့တစ်ခါတစ်ခါသူတို့လည်းလုံးရလေးတွေကဘဝမှာမှတ်တမ်းလေးတွေပဲနောက်တစ်ခါကျတော့ကလေးရပြေးလာတယ်ဒီကအပေါက်မှာကျမကျမရဲ့ဟိုကလည်းပကြီးပုံဆွဲလာတယ်ပကြီးဆရာသားတယ်အေးဘယ်လိုလဲဆိုကျမတော့ကြည့်လားသူပတ်တယ်လက်ဆွဲသွားတယ်တော့ညညရေဘူးနေဘူးဟာတော့ညရေဘူးနာဖိဖို့လုံးပောက်ကုန်လေးနဲ့လက်ကလေးတွေကားလို့ကျန်တဲ့ဆိုးနဲ့ပြောလိုက်တာငါပါလေးလားအဲ့လိုလေးတွေပေါ့ဒါမှအမှတ်တရလေးတွေစကားလေးကိုပြန်ပြောပြတာဘာအကြောင်းညာအကြောင်းတွေမဟုတ်ပါဘူးအဲ့လိုလေဒီကွက်တာခွဲလိုက်ရဲ့သိခဲ့တဲ့အတိုင်းပဲတို့ဒီကပိုင်းသိပြီးရရောက်ကြတဲ့ဘိုးကြီးပိုင်းလက်သက်လေးကတော့သူများတို့လက်သက်ရောက်တဲ့အခါအရန်ကိုနည်းနည်းလေးပြီးတာလေးပြောတယ်ဟောဒီဆရာမကြီးတို့နည်းနည်းသူကလောက်လာတယ်စားတယ်တောက်တယ်သူကတဝေဘက်ကဆိုတော့အဲ့ဒီမှာသွားပြီးစုစားကြပြောကြသူတို့လက်ထဲမှာကြာကြီးနေရတယ်အဲ့ဒီအချိန်မှာဒေါ်တန်းရင်နဲ့နော်ဒေါ်တန်းကြီးနဲ့သူတို့တွေကဆုံးသွားကြတဲ့အခါကျတော့လေမှတ်တမ်းပဲဘုဒ္ဓတော်ရဲ့ကြတော့အုပ်လိုက်ဒီနာဒုတိယမှာရုပ်ရှင်ကြည့်တာအာရဏနာလာတူအဲ့ဒီမှာကြည့်ပြီးအဲ့ဒီကညကြတော့ဒေါ်တန်းရင်ဆုံးတယ်ဟာချက်ချင်းကိုလည်းသိရပါလားအမတ်တရလေးတွေကဒီပြတော့မာဆရာတွေပုံကြီးတွေလည်းပြောပြတယ်မှတ်တမ်းလေးတွေကြားပါဒါကြောင့်ကိုအဲ့ဒီကိစ္စတပည့်ကိုအဲ့ဒီကိစ္စစကားနဲ့ပြန်လီးပြီးတော့တတ်တာပရိယာကိုပြောခြင်းဖြစ်ပါလေဒါဒီလိုလေးကရာထူးတိုးအနေနဲ့အထက်ကလည်းဆိုတော့ပြောက်သွားတော့ဒီပါသူပိုင်သိပြီးပါညာလေးဖြစ်ပြီးရှက်တော့ကိုအကုန်ပါလာတော့စပီနာအုပ်စုလေးရောပါရောအကြောင်းမှာပါလာတယ်အဲ့ဒီမှာအတန်းတစ်ခုကလွတ်လွတ်ဆိုင်ရဲ့ပါဆရာမရှိတဲ့ကြောင့်ပေါ်ပါဆိုဝေတောင်းကြာခေါ်တော့တယ်ဟိုကြတော့မိတ်ကလေးတွေနဲ့လွတ်လွတ်ဆိုင်ရဲ့သားဆိုပြီးတော့အရွယ်ရတဲ့ဒီအရွယ်တိတိတို့အရွယ်တိတိအရွယ်နဲ့တနေ့အခါကျတော့ထိုက်တာနဲ့လာပြောတယ်ဒီအိတ်တဲ့ကြိုက်တာကိုကောင်းကောင်းရွေးဟိုလိုဒီလိုမလုပ်နဲ့ဒီဘက်မှာဒီကောက်ကလည်းသားသူလေးတွေများတယ်ဆိုတော့ဟုတ်ပြီတဲ့တော်တော်လည်းလေးပိန်းနဲ့ဘာဖို့ပွဲလည်းပြီးသွားမလို့လေဘာမှလေး၄-၅ရောက်တယ်အားလုံးတော့ဒါပဲနေကြိုက်တဲ့ဒီလိုပဲနည်းနည်းအိမ်လေးရရနေတော့ဟိုကောက်ကလေးဒီကောက်ကလေးနဲ့တောင်လောက်ရောက်လို့ဘယ်လိုလဲဒီကမိတ်ကလေးတွေကခုနောက်ကောင်းနေတော့သေးသေးချာချာမှာလိုက်တယ်အဲ့ဒါနဲ့ပြန်လာတော့မပြောတယ်ဘယ်လိုလဲနေစွန်ခဲ့တာဆရာမကျွန်တော်ပတ်သက်နေကုန်းပေါ်တယ်လေးပိုင်းငားတာကျွန်တော်ခေါင်းမှာထားတယ်သူတို့ကနောက်ဆုံးမှ၄ယောက်ကျွန်တော်တရားမှစကားမပြောအောင်လာကြရင်လည်းကျွန်တော်ရှိရမုံစားနေလို့ဆိုပုံဝဲသားအိမ်သာသွားကြလို့ပတ်သက်လဲကျွန်တော်ဘယ်သူမှလည်းမကြိုက်ခဲ့ဘူးလေဩဒုက္ခစိတ်ပေါ်ကြောက်ပါကုန်လဲလိုက်တာနေရလဲပါကြပြောနောက်ဆုံးဝေသားဦးနဲ့သေးပါပြီအခုဒီကြပြောတဲ့ဆရာ၃ယောက်လည်းမရှိတော့ပါဘူးဒီကြတော့ဘဝရဲ့အလှလေးတွေကိုတင်ပြရင်းနဲ့မင်းတို့ငယ်ငယ်အကြောင်းသိကောင်းတဲ့သူလူသားလောက်တင်ပြတာပါဘာအကြောင်းမှမဟုတ်ပါဘူးအခုမင်းတို့လူတဲ့ဟာရေရှည်မင်းတို့ကဆရာကြီးရှေ့ပါပြောပြတယ်ရေရှည်သူတို့ပဲတောက်လို့လေဒီငယ်လေးတွေကတာဝန်ယူပါတယ်ဆိုတဲ့အတွက်ကိမတန်စိတ်ပေါ်လို့နာမည်ကြီးခဲ့တဲ့အတ္တကကြောင့်ဘုရားတော်အမတန်မှကောင်းတဲ့စနစ်ကိုတော့ကျောင်းဝင်ရတဲ့ဆက်ပြီးတော့သူလုံးပါပဲသူတို့တော်ဝင်ဘလို့မိမကျောင်းဝင်ဖြစ်လာပြီယောက်ျားတဲ့မိမဆိုတဲ့အကြောင်းပြလိုက်ပြီအဲ့ဒီလိုဖြစ်လာတဲ့အတွက်ဘာပဲဖြစ်ဖြစ်ဒီကျောင်းကြီးရဲ့တိတ်ကကမာရီမကြအောင်ဆက်လက်ထိမ့်သိမ့်ဆောက်ကြပါဘယ်လိုလူသားသမျှအလူတွေအားလုံးဒီတပ်ပေဥဒ္ဒတေကပ္ပသန္တာအတ္တနာပရိဟရတုအားလုံးအောင်ရသမျှပြပါစေ
ယခုလိုဩဝါဒစကားပြောကြားပေးပါတော့ဆရာမကြီးတော်များများအားဒုတိယကျေးဇူးတင်ရှိပါတယ်ရှင်။စီစဉ်900အရူဝေပေးအပ်ခြင်းနဲ့ဂုဏ်ပြုမှတ်တမ်းပါပေးအပ်ပြီးစီစဉ်ဖြစ်ပါတယ်ရှင်။ โอเคကျောင်းဆရာမကြီးရှိကိုကြောက်ပြပါခင်ဗျာကျွန်တော်တို့ဒီတက်ကြောင်းချင်းမြောင်းဆရာတော်ဘွယ်ထိမ်းမှဖြစ်နေကျွန်တော်တို့8081တကယ်ချင်းများစုပေါင်းပြီးဒီကျောင်းကြီးရဲ့ပြင်ဆင်မှုအတွက်ကိုကျွန်တော်ဝေ3သိန်းကျပ်ပူတန်းမှာဖြစ်ပါတယ်အခုဒီဆရာမကြီးကလည်းလက်ရှိကျွန်တော်တို့ဒီခမ်းမကြီးရဲ့မျက်နှာချက်တွေဒီဘက်ကကျွန်တော်ညောင်းဒီခမ်းမရဲ့မျက်နှာချက်တွေကိုလက်ရှိပြင်ဆင်နေတာဖြစ်ပါတယ်အဲ့တော့တကယ်လိုအပ်နေတဲ့လူဒါနကိုကျွန်တော်8081မှာတင်အောင်တော့ကိုလက်ခုနှစ်တော့ခဏလေးအဲ့ဒါလေးပူတန်းပေးပါကျွန်တော်တို့ဝေ3သိန်းပူတန်းမှာဖြစ်ပါတယ်အကြောင်းကြီးပြင်ဆင်ဖို့အတွက်ဆရာမကြီးလက်ခံပေးပါခင်ဗျာတာလို့လို့ဒီပုံစံကြပါသာဓုသာဓုသာဓုဘုရားရောက်လာကြတဲ့ကျောင်းသားအောင်များလည်းကျွန်တော်ဖိမဲ့တာပြပါတယ်တကယ်ကျောင်းမှာလိုအပ်နေတဲ့ပြင်ဆင်မှုတွေအတွက်ကိုဒါလိုအပ်လျက်ရှိပါတယ်ဒါကြောင့်ဒီနေ့အစီအစဉ်မှာမကြားရောက်တော့လည်းပဲပြီးလို့ရှိရင်ကျွန်တော်တို့ကိုယ်တိုင်ကိုကြားတော်လည်းပေါ့ပြီးလို့ရဲ့တကယ်ချင်းများစုပေါင်းတော်လည်းပေါ့ဒါရောက်ပြီးနိုင်ကြပါကြောင်းကိုကျွန်တော်ကြောညာထိုးလိုက်ရပါတယ်ဒါပြီးပါမယ်ဂုဏ်ပြုမှတ်တမ်းပါပေးအပ်ပြီးစီစဉ်ဖြစ်ပါတယ်ရှင်။ဂုဏ်ပြုမှတ်တမ်းပါပေးအပ်ပြီးပါရဲ့ဥက္ကဋ္ဌကြီးဦးနေအောင်စိတ်ပေါ်အားဒီစားစွာဖိတ်ကြားအပ်ပါတယ်ရှင်။ကွန်ပျူတာတန်းလွှာလက်ခံပေးပါရဲ့ဦးချန်ဝမ်ဟာဩစတြေးလျအားဒီစားစွာဖိတ်ကြားအပ်ပါတယ်ရှင်။ကျွန်တော်ကိုချန်ဝါဟာပြည်တော်ဩစတြေးလျမှာပါကျွန်တော်စားတော့တွေ့ရများဒီနေ့ဘိုးကကော်ဖီတစ်ပိတ်များကိုလည်းဒီကိုယ်တိုင်နဲ့လာရောက်ပြန်ပြီး46ကျင်းမြောက်မြတ်ချာအတွက်လည်း10သိန်းကျပ်တိကိုလူတန်းသားကြီးဖြစ်ပါတယ်ခင်ဗျာဆက်လက်၍25 96 batch မှာကျောင်းသားအောင်များမှာကွန်ပျူတာလက်ခံပေးပါရန်လေးစားစွာဖိတ်ကြားအပ်ပါတယ်ရှင်ကိုဇာဒီတို့ကိုဇာတယောက်ထွဲရတယောက်ယူပေးပါကိုဇာဒီတို့အုပ်စုကတယောက်ယူပေးပါခင်ဗျာဟုတ်ပါပါဆရာတော်ကြီး3400ကိုကြာအဲ့ဒီဘက်ကအတန်းတော့ဖြစ်ပါလိမ့်မယ်75 76ပါဆက်လက်၍ကွန်ပျူတာလက်ခံပေးပါရန်77 78 batch မှာကျောင်းသားအောင်များလေးစားစွာဖိတ်ကြားအပ်ပါတယ်ရှင်โอเคအခုမျိုးလေးရတယ်ကျွန်တော်တို့အကဲကျွန်တော်တို့ဆက်လက်၍ကွန်ပျူတာလက်ခံပေးပါရန်အခုလေးပွဲမှာကျောင်းသားအောင်များအားလေးစားစွာဖိတ်ကြားအပ်ပါတယ်ရှင်ကိုလေးဖွဲကကျွန်တော်ဒီတန်းတာဖြစ်ပါတယ်ခင်ဗျာဆက်လက်၍ကွန်ပျူတာလက်ခံပေးပါရန်80 batch နဲ့ Super Sunday Gold Group မှာကျောင်းသားအောင်များအားလေးစားစွာဖိတ်ကြားအပ်ပါတယ်ရှင်81 batch ကျွန်တော်တို့ဆရာတော်သားလေး9000လုံးနဲ့လူတွေလည်းဒီလိုလိုက်ဖြစ်ပါတယ်ဆက်လက်၍ကွန်ပျူတာလက်ခံပေးပါရန်93 batch မှာကျောင်းသားအောင်များအားလေးစားစွာဖိတ်ကြားအပ်ပါတယ်ရှင်
မျိုးစစ်တွေပြင်များတယ်ဒီလိုကြောင့်တော့တက်ဆက်ပြီးတော့ဘွဲမှာဆရာတစ်ပါးနဲ့3000လုံးနဲ့လူတန်းတာဖြစ်ပါလိမ့်မယ်။မျိုးစစ်တွေပါဒီလိုပါပဲ။ ဆက်လက်ပြီးဂုဏ်ပြုတော်လေးပါရဲ့2004 batch မှာကျောင်းသားဟောင်းများအားလေးစားစွာဖိတ်ကြားအပ်ပါရှိ ကျွန်တော်တို့လက်ခံတဲ့လူကဖရတော့2003ဒီနေ့လာဖြစ်ပါလေခင်ဗျာကျွန်တော်တို့2003ဒီနေ့လာဆရာကြီးတွေကျွန်တော်တို့တောင်းတော့တဲ့ဒီလမ်းကဖြစ်ပါလေခင်ဗျာမျိုးဆက်တွေအားလုံးတာလို့တော့ခေါ်ဆိုပြကြပါဆက်လက်ပြီးစီစဉ်အစီအရကျေးဇူးတင်စကားပြောကြားခြင်းစီစဉ်ဖြစ်ပါတယ်ရှင် တရားလာကြသောဆရာကြီးဆရာမကြီးများနှင့်နာယကကြီးများအားလုံးနှင့်ကျောင်းသားများအားလုံးအား၎င်း46ကြိမ်မြောက် OPA ဆရာဘရော့ဘွဲအတွက်လူဒန်းပေးကြသောလူရှင်များအား၎င်းဆရာတဦးနှင့်6ကောင်းချက်လုံးနှင့်24သိန်းကျပ်လူဒန်းပေးပါသော7778ကျောင်းသားဟောင်းများအား၎င်းဆရာတဦးနှင့်3350ကျပ်လုံးဖြင့်73သိန်း5000ကျပ်လူဒန်းပေးပါသော7879ကျောင်းသားဟောင်းများအား၎င်းဆရာတဦးနှင့်9000ကျပ်လုံးဖြင့်30ကျပ်လူဒန်းပေးပါသောအဖို့လေးဖွဲ့အား၎င်းဆရာတဦးနှင့်9000ကျပ်လုံးဖြင့်28သိန်းကျပ်လူဒန်းပေးပါသော8081နှင့်စူပါဆန်လေးလူအား၎င်းဆရာတဦးနှင့်3000ကျပ်လုံးဖြင့်12သိန်းကျပ်လူဒန်းပေးပါသော93 batch မှကျောင်းသားဟောင်းများအား၎င်းဆရာတဦးနှင့်4300ကျပ်လုံးဖြင့်18သိန်း2000ကျပ်လူဒန်းပေးပါသော2004 batch မှကျောင်းသားဟောင်းများအား၎င်းနောက်ချဆောင်ရွက်များဒေနာကတ်များစာအိတ်များကိုမြေတာဖြင့်ရိုင်းနှိပ်ဆောင်ရွက်ပေးပါသောကျောင်းသားဟောင်းဦးမင်းထွန်းနှင့်ဦးမြင့်ထွန်းတို့အား၎င်းနှစ်စဉ်ဆရာကြီးဆရာမကြီးများနှင့်ကျောင်းသားဟောင်းများအတွက်လက်နက်စာများကိုတူတန်းကျွေးမွေးပေးပါသောဦးချမ်းသာမှပေါ်စရာမိသားစုအား၎င်း46ကြိမ်မြောက် OPA ဆရာတော်ဘွဲတို့လူကိုယ်တိုင်မလာရောက်နိုင်တော့လည်းပဲဝေအားဖြင့်အဝေးမှပေးဖို့လူတန်းကြသောကျောင်းသားဟောင်းများ၎င်း46ကြိမ်မြောက် OPA ဆရာတော်ဘွဲကိုစီကားတိုင်းမြိုက်စွာကျင်းပနိုင်အောင်ပြုပေးပါသောအထက်အခြေခံပညာအထက်တန်းကျောင်းကျောင်းဆရာမကြီးဒေါ်တတိယနှင့်ဆရာဆရာမများဝန်ထမ်းများအားလုံးကို၎င်းကျေးဇူးတင်ထားသူအားလုံးကို46ကြိမ်မြောက် OPA ဆရာတော်ဘွဲဖြစ်မြောက်ရေးကော်မတီမှလိုက်လည်းကျေးဇူးမှတ်ပါကျေးဇူးပင်ကျေးဇူးတင်ရှိကြောင်းပြောကြားအပ်ပါရှင်စီစဉ်17ရာ46ကြိမ်မြောက်စိန်ပေါ်ဆရာကြီးဆရာမကြီးများနှင့်အထက်ဘုရားတွင်10နှစ်ထက်ပညာသင်ကြားပေးခဲ့ကြပြီးအသက်80ခန့်ဆရာကြီးဆရာမကြီးများအားပူဇော်ကြော့ပွဲအောင်မြင်ခြင်းအထိမ်းအမှတ်ဖြင့်ဗုဒ္ဓဘာသာစီရန်ကတူ3ကြိမ်ယူ၍အခမ်းအနားရုပ်သိမ်းပေးပါရန်ရိုသေမြတ်စွာပန်ကြားအပ်ပါရရှင်ဗုဒ္ဓသာသနာစီရန်ကတူဗုဒ္ဓသာသနာစီရန်ကတူဗုဒ္ဓသာသနာစီရန်ကတူသာကျွန်တော်ခန္ဓာမှာဆက်ဆံမများကိုပြီးတော့တည်ဆောင်ပေးတဲ့ပုထုနဲ့တကယ်ချင်းများကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။ကျောင်းသားဟောင်းပါပဲ။ပုထုနဲ့တကယ်ချင်းများကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်။ဆက်လက်ပြီးတော့ကျွန်တော်ဒီပြလိုက်ကိုလည်းဖွင့်လာပါတယ်။လေးလာခြင်းနဲ့ဒီများဝင်ရောက်ပြီးလေးလာနိုင်ကြပါကြောင်းလည်းတမန်ပြောဆိုအပ်ပါခင်ဗျာ။ပြလိုက်ကြီးကိုကျွန်တော်ဒီနေ့ဖွင့်လာပါတယ်။ဒီလိုကြည့်နေဆိုရင်ဝင်ရောက်ကြည့်ရှုနိုင်ကြပါကြောင်းပြင်မယ်လည်းပြုအပ်ပါတယ်ခင်ဗျာ။